cut 好ပါရဲ့ဒါကဦးရဲတို့ရုပ်ရှင်လောကသားတွေရဲ့ကပါစူးစမ်းကျင်လည်နေကြရတဲ့ဘဝတွေပေါ့ဒါမျိုးအနေတူကဖြတ်တန်းနေရတာမပင်ပန်းဘူးလားလို့နေပင်ပန်းတာပေါ့ဒါပေမဲ့အဲ့ဒီပင်ပန်းတဲ့တန်ကိုအားလုံးကကြည်ကြည်နဲ့ကိုခိုင်နေကြတာဝါသနာပါတာဟုတ်လို့ဦးရဲတို့တော့ကမင်းသားမင်းမီတယောက်ဖြစ်လာဖို့အတွက်အရန်ခက်ခဲပါတယ်ဝါသနာရင်းခံတဲ့အချိန်ကြီးအများကြီးပေးပြီးဇွဲကြီးကြီးနဲ့စူးစမ်းနိုင်လို့မှသာအများလက်ခံတဲ့တရုပ်ဆောင်တယောက်ဖြစ်လာတာပါအခု2025မှာဒီအရာတွေအားလုံးကပြောင်းလဲသွားပါပြီသင်ကတရုတ်ဆောင်ဝါသနာပါပြီးအရေးချင်းရှိရလို့ဆိုရင်အင်ဒရာကျော်စင်ကိုယ်တိုင်တင်ဆက်သွားမယ် Rising Show ကသင်အတွက်အခွင့်အရေးကြီးဆောင်လာပါပြီ။ပြိုင်ပွဲဝင်ပြိုင်ရင်းနဲ့ရသဆုံး drama, action, horror, comedy အဲ့လိုဇာတ်လမ်းတွေပါနိုင်ငံကျော်ဝါရင်ဒါရိုက်တာကြီးတွေတရုတ်ဆောင်တွေနဲ့အတူတွဲပြီးရိုက်ကွင်းတွေ့ကြုံနေရမယ်။လေ့ကျင့်ရှင်ပြိုင်မှုအဆင့်ဆင့်ကိုလည်းပြည်သက်တွေစီဓာတ်ရိုက်ချပြသွားမှာဆိုတော့တရုတ်ဆောင်အရေးချင်းရှိတဲ့သူတိုင်း Rising Show မှာပါဝင်မှုခုပဲစီးရင်ပေးသွင်းလိုက်ပါလို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ Rising Show မှာအနိုင်ရတဲ့သူကိုဇလန်း10ခုရိုက်ကူးထုတ်လုပ်ပေးသွားမှာဖြစ်တယ်လို့စုငွေ300တီတီကိုလည်းထိုက်တန်တဲ့ချင်းမြင်ပေးသွားမှာဖြစ်ပါတယ် Rising shows, lights, camera, action. အမြင့်ဆုံးထိတောက်ပလိုက်ပါ Rising Show with Indra Johnson